မြတ်စွာဘုရားသာသနာတော်ရှိနေတဲ့အချိန်မှဒီပဲနဲ့အချိန်မရွေးတရားနာလို့ရှားနိုင်တာမဟုတ်ဘူးသို့တော့နာလို့အခွင့်အရေးရှိတော့လည်းပဲမိမိကိုယ်တိုင်မှာကြားနာနိုင်တဲ့အခွင့်အရေးရကြမှာလည်းရတယ်ပေါ့နော်ခဏခေတ်လို့အလုပ်ကိစ္စတွေများပြကြတဲ့ခေတ်တွေမှာတရားနာခြင်းအောင်တော့နာခွင့်ရချင်မှရကြတယ်အခွင့်အလမ်းကတော့ဒီကနေ့ခေတ်မှာတော့တရားနာခြင်းCD တို့ကနေတဆင့်တခြားနည်းနဲ့နာနိုင်တဲ့အခွင့်အရေးတွေများစွာရှိတယ်သို့တော့ကိုယ်ကလေးကနာနိုင်မှုအခွင့်အရေးဆိုတာတူတိုင်းမှာမရှိနိုင်ဘူးပေါ့နော်မရှိနိုင်ဘူးရှိတော့လေနာပြည့်ချင်မှနာပြည့်တယ်ပေါ့နာပြည့်တဲ့အခါမှာလည်းပဲတရားဓမ္မအပေါ်မှာအာယုံရောက်သိရှိပြီးထို့တရားဓမ္မရဲ့အကျိုးအမြတ်ရရှိဖို့ဆိုတာလည်းခက်ခဲတာပဲဒီလိုကြားရဖို့ဆိုတာဘုရားတဆုပွင့်ပြီးတရားဓမ္မဟောပြောမှတရားနာခွင့်ဆိုတာရတယ်ဘုရားမပွင့်တဲ့အချိန်ပိုင်းတွေကအလွန်များတယ်ဘုရားမပွင့်တဲ့အချိန်ပိုင်းတွေမှာတော်ကောင်းတရားလို့ခေါ်တဲ့စစ်မှန်တဲ့တရားမျိုးတွေကိုကြားနိုင်အောင်ဆိုအလွန်လုံးခဲရင်တယ်နော်ဘဝအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လေတရားနာခွင့်ရတဲ့ဘဝမျိုးဟာလွန်ခဲရင်တယ်တန်တရားနဲ့ကြည့်ပြီးကိန်းကနနဲ့တွက်ကြည့်မယ်ဆိုရင်အလွန်နှဲပါတဲ့အခွင့်အရေးတို့ပြောရနေတဲ့ပုဂ္ဂိုလ်တယောက်ကတို့တော့တရားနာခွင့်အခွင့်အလမ်းတွေအများကြီးရှိပါတယ်လို့ကိုရထားတဲ့အခွင့်အရေးလေးတစ်ခုတင်ကြည့်ပြီးတော့ပြောလို့တော့မရဘူးပေါ့နော်တန်တရားနဲ့ကဘာချီးပြီးတော့ပြောမှဆိုရင်ဒါအလုံးလုံးရခွဲတယ်လို့မှတ်ကြမှာဖြစ်တယ်အဲ့တော့တရားဆိုတာဟာဒီမြတ်စွာဘုရားဟောကြားတဲ့အမှန်တိုင်းဟောပြောတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့အတိကတော်ခေါ်မြာယံဓမ္မောခံပြီးတော့ထုတ်တဲ့သောဒုရနုဘောတော်လို့မြတ်စွာဘုရားသိတဲ့သူကိုယ်တိုင်သိခဲ့တဲ့တရားတွေဟာလည်းနေတယ်အပေါ်ယံလေးနဲ့မသိနိုင်ဘူးလည်းနေတဲ့အသိပညာနဲ့ဆင်ញင်သုံးသပ်မှသိနိုင်တယ်အပေါ်ယံစကားမျိုးတွေမဟုတ်ဘူးအလေးနဲ့ထားပြီးတော့ကြည့်မှပြနိုင်တယ်ပဏိတဝေရဏီယောဈာနာတော်မှာပဲပညာကိုယ်မှာအခမ်းပညာရှိမှနားလည်နိုင်တယ်ဆိုတော့ဓမ္မခက်ခဲတယ်ပေါ့နော်အဲ့တော့နားလည်နိုင်တဲ့အခွင့်အရေးတွေကိုယ်မှာရလာပြီဆိုလို့ရှိရင်တရားပွဲရောက်လာတဲ့ပုဂ္ဂိုလ်ဟာကြီးမားတဲ့အကျိုးမြတ်တွေကိုရသွားနိုင်တယ်ပေါ့ကြီးမားတဲ့အကျိုးမြတ်တွေရသွားတယ်ဓမ္မဆိုတာပြောရမယ်ဆိုရင်မြတ်စွာဘုရားဟောတဲ့တရားဆိုတာဓမ္မမျိုးစုံရှိတဲ့ထက်မြတ်စွာဘုရားဟောတဲ့တရားဆိုတာဟာအကျဉ်းချုပ်ပြီးပြောမယ်ဆိုရင်ရှောင်ရမယ့်ဟာနဲ့ဆောင်ရမယ့်ဟာမလုပ်ရမယ့်ဟာနဲ့လုပ်ရမှာကိုခွဲခြားပြီးတော့ဟောပြောခြင်းပဲဖြစ်တယ်မလုပ်ရမယ့်ဟာကိုရှောင်ခြင်းလုပ်ရမယ့်ဟာကိုလှုပ်ဆောင်ခြင်းဒီနှစ်ခုအခြေခံအပြင်သိပြီးတော့ရှောင်ရမယ့်တရားကိုရှောင်ခြင်းလှုပ်ဆောင်ရမယ့်တရားကိုလှုပ်ဆောင်ခြင်းအပြင်ဆိုးကျိုးတွေကိုရှောင်ပြီးသားဖြစ်ပြီးကောင်းကျိုးချမ်းသာတွေကိုရပြီးသားဖြစ်တယ်ပေါ့လောကမှာအသိပညာလို့ဆိုတာအမတန်တန်ဖိုးရှိတယ်ဆိုတာလူတိုင်းသိကြတယ်အဲ့ဒီတန်ဖိုးရှိတဲ့အသိပညာတွေထဲမှာဓမ္မအသိကဒီတန်ဖိုးမဖြတ်နိုင်လောက်အောင်ဓမ္မအသိကကြီးမားတယ်လို့သူတို့ပြော။ဘာကြောင့်လဲဆိုရင်ဒီအသိမျိုးဟာအလုံးကိုခဲရင်တယ်။ကဘာပေါင်းများစွာရှာတော့လည်းပဲရကြမှာရတယ်။တခြားအသိဉာဏ်တခြားပညာရက်တွေကတော့သိကြတယ်ရှိကြတယ်လွယ်ကူကြတယ်ပေါ့နော်။အဲ့တော့ဒီနေ့တန်ရုပ်ပါဠိတော်ရှက္ခတန်ရုပ်မှာလာတဲ့သုတ်တန်လေးတစ်ခုပြောကြရအောင်ပေါ့မြတ်စွာဘုရားဇေရုံအကြောင်းမှာသတင်းသုံးနေတဲ့အချိန်ဒီသုတ်တန်လေးဖြစ်ပေါ်လာဒါမှတ်တမ်းလေးတွေရောက်လာတော့ကိုယ်ကကံကောင်းတယ်လို့မြတ်စွာဘုရားရဲ့နေ့စဉ်လုပ်ငန်းတွေဟာဘယ်နေရာပဲဒေသမှာရောက်နေကဲမှာဆိုရင်သွမစားမီဥရိပတ္တကိစ္စသွမစားမီလောရမဲ့လုပ်တွေမြတ်စွာဘုရားလုပ်တယ်လုပ်တဲ့ရသည်လောကသားတို့ရဲ့အကျိုးအတွက်ချပဲကောသွန်စားပြီးတဲ့နောက်ပိုင်းမုံလွဲကနေပြီးတော့ပစ္ဆပတ္တကိစ္စနေ့ပိုင်းမှာအချိန်နှစ်ပိုင်းခွဲထားတယ်နံနက်ပိုင်းနဲ့နေ့လယ်ပိုင်းစာပေကျမ်းမှာတော့ပုရိပတ္တ
ဆွမ်းနဲ့တတ်မှတ်ထားတယ်ဘာဖြစ်လို့တော့ဆိုရင်မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေဆိုတာအချိန်မီစားတော့ကြတာမဟုတ်ဘူးအာဟာရမစားဘဲလည်းမဖြစ်ဘူးဒါကြောင့်မို့ဆွမ်းမစားမီနဲ့ဆွမ်းစားပြီးနောက်လို့ဒီလိုခွဲလိုက်တာအဲ့တော့နန်းတဲ့ပိုင်းအချိန်တိုင်းကိုပုရိပတ္တဆွမ်းမစားမီပတ္တဆိုတာဆွမ်းပစ္စပတ္တဆိုတာဆွမ်းစားပြီးနောက်လို့နေပိုင်းကိုနှစ်ကြိမ်ခွဲခြားသတ်မှတ်ပြီးညပိုင်းရောက်တဲ့အခါကျတော့6နာရီကနေပြီးတော့10နာရီလောက်ထိကိုပထမယံ3ပိုင်းခွဲလိုက်တယ်ပထမယံ10နာရီဟိုဘက်နှစ်ချက်ထိုးထီအောင်ကမစ္စည်းမယံအလဲပိုင်းနှစ်ချက်ထိုးနောက်ပိုင်းကနေပြီးအရုံတက်သည့်ထီအောင်ကပစ္စည်းမယံလို့ဆိုညကို3ပိုင်းပိုင်းတာနေ့ကို2ပိုင်းပိုင်းပြီးညကို3ပိုင်းပိုင်းပြီးမြတ်စွာဘုရားဟာအချိန်တိုင်းမှာအလုပ်တွေရှိနေကြမြတ်စွာဘုရားကိုဒီလာရောက်စိတ်ကတဲ့ပုဂ္ဂိုလ်တွေကလူသားတွေမကဘူးတရဝအလွှာတီးတီးကနေပြီးလာရောက်စိတ်ကကြတာဆိုနေပိုင်းမှာဆိုရင်လူသားတွေလာရောက်စိတ်ကမှုမေးတာတွေဖြေရမှုယဟန်တန်ဃာတွေရဲ့စိတ်ကမှုမေးတာတွေဖြေရမှုဥပဒကဥပဒိကဘိက္ခုဘိက္ခုနီဆိုတဲ့မြတ်စွာဘုရားရဲ့လူကြီးပြိဿတ်တွေသို့မဟုတ်တခြားဘာသာဝင်တွေပြိပ္ပါဇကတို့အစေလကတို့အဲ့လိုတခြားဘာသာဝင်တွေကလည်းလာရောက်မေးကြပြန်ကြတာတွေနေပိုင်းမှာဒါတွေနဲ့မြတ်စွာဘုရားဆောင်ရွက်ပေးရတာဖြစ်တယ်ပထမယံညပိုင်းရောက်လို့ပထမယံကုံတိထိအောင်ယဟန်တန်ဃာတွေနဲ့တရားဟောပြောဆိုဆုံးမှတကောင်ယံရောက်တဲ့အချိန်ကျတော့မှလူသားတွေကတိတ်ဆိတ်အဲ့ရဝင်တဲ့အချိန်လေးမှာကောင်းကင်ယံကအချိန်ကိုမျှော်လင့်နေကြတဲ့လက်တွေပြမာတွေကရောက်ရှိလာပြီမြတ်စွာဘုရားစီမေးကြမြန်ကြစိတ်ကကြတယ်ပေါ့တော့ညတဲ့ကောင်ကျမှတို့ကလာဖို့အခွင့်အရေးရရှာကြတာအဲ့ဒီချိန်လေးမှာလာရောက်ပြီးတော့တို့သိကျင်တာတွေမေးကြတယ်ရှောက်ကြတယ်အဲ့ဒီနောက်ပိုင်းမှာမြတ်စွာဘုရားခိတ္တခဏလူရဲ့ခန္ဓာကိုယ်အရဘောတတ်တာအောင်လို့ရောင်းညာမှုတွေပင်ပန်းမှုတွေကိုဖြေပြောင်းဖို့အတွက်ခိတ္တခဏလျှောင်းဆက်နားနေပြီးတဲ့အခါမှာမနေ့ပိုင်းကျတော့အစောကြီးတစ်ခါထပြီးတတ္တလောကသားတွေရဲ့အကျိုးအတွက်မြတ်စွာဘုရားလောကကြီးကိုတောက်ကျွတ်တဲ့ဉာဏ်ဖြင့်ဖြန့်ကျက်ပြီးတော့ကြည့်တယ်ဒါကြောင့်မလို့ဖြန့်ကျက်တယ်လို့ဆိုတာအလုံးကိုခြုံငုံသုံးသပ်ကြည့်ရတာဖြစ်တော့ရောပိုက်ကုံကိုဥပမာပေးထားပြီးတောက်ကျွတ်တဲ့ဉာဏ်ကွန်ရက်ဖြင့်ဖြန့်ကျက်ပြီးတော့ကြည့်တယ်လို့သူတို့ဆိုလို့ရှိပေါ့နော်အဲ့ဒါလို့မနေ့စောစောမှာတောက်ကျွတ်တဲ့ဉာဏ်ကွန်ရက်နဲ့ဖြန့်ကျက်ကြည့်တဲ့အခါမှာမြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ်လွင်ပြီးတော့လာကြတယ်ပေါ်လွင်တဲ့အခါမှာထိုပုဂ္ဂိုလ်ရဲ့အစ္ဆာတရားအခြေတည်ရဲ့သုံးသပ်ပြီးတော့ဘလောက်ပဲခရီးဝေးဝေးအကျိုးရှိမယ်ဆိုရင်ကြွတယ်တရားဟောပေးတယ်အဲ့လိုလောကသားတွေဟာအနှံ့ပြားအလွှာအသီးသီးလူမျိုးအသီးသီးဒေသအသီးသီးမှာရှိနေကြတာတွေကိုမြတ်စွာဘုရားတားရောက်ပြီးတရားဟောပေးတယ်ပေါ့နော်ခုလေစေတော်အကြောင်းမှာမနေ့ပိုင်းဥရိပဒကိစ္စတွေဆောင်ရွက်တယ်ပစ္ဆဝဒနောက်ပိုင်းကိစ္စတွေဆောင်ရွက်ပြီးတော့နေဝင်နဲ့အချိန်ရောက်လာတယ်နေဝင်ဖြိုးပြအချိန်လေးရောက်လာတော့မြို့တွေကလာကြတဲ့ဒကာဓမ္မတွေမြတ်စွာဘုရားတရားဟောလို့ပြီးတဲ့အခါပြန်သွားကြတယ်ဘာလို့လဲဆိုရင်ဘုန်းကြီးကျောင်းကမြို့ထဲမှာရှိတာမဟုတ်ဘူးမြို့ထဲရွာထဲမှာရှိတာမဟုတ်ဘူးမြို့နဲ့အတော်အသင်းလေးဝေးတဲ့တောမှာရှိတာဖြစ်လို့ပြောင်းဒီနေ့ခေတ်မှာတော့မြို့ထဲမှာဆိုတော့ညလည်းပဲတရားဓမ္မတွေရောက်ကြတယ်မြတ်စွာဘုရားလက်ထက်ကတော့ဘုရားကျောင်းတော်ကမြို့ပြင်မှာဆိုတော့နေဝင်မြို့ထဲပြထဲမှာနေတဲ့ပုဂ္ဂိုလ်တွေဟာမြို့တကာမပိတ်ခင်အိပ်ပြန်ကြရတယ်တောင်ဒီမြို့မှာလည်းပဲအချိန်ကြလို့ရှိရင်မြို့တကာပိတ်တယ်ဒါကြောင့်မို့မြို့တကာမပိတ်မီအိပ်ပြန်သွားကြအားလုံးတရားဓမ္မတွေအိပ်ပြန်သွားပြီတန်ဃာတွေကြီးပဲကြံရတဲ့အချိန်လေးဟာပုဂ္ဂိုလ်ရဲ့အလွှာသီးသီးအစ္ဆတရားကိုကြည့်ပြီးတော့မြတ်စွာဘုရားတရားကောင်းစီရွေးပြီးတော့ဟောတာဘုန်းကြီးတို့ကတော့ဒီလိုကိုယ်နဲ့ရွေးချယ်နိုင်တာမရှိဘူးမရှိလို့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကတင့်တော်ရတရားလေးကိုဟောပေးရတာပဲဖြစ်တယ်မြတ်စွာဘုရားကတော့အဲ့လို
ပိဋကသုံးပုံတွေကစာအုပ်ထဲကကြည့်ပြီးတင့်တော်ရတရားဟောတာမဟုတ်ဘူးတရားနာမဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေစရိုက်ကိုကြည့်ပြီးတော့တရားနဲ့အဝင်ခွင့်ကြဖြစ်အောင်ဟောတာဖြစ်တယ်ဘုန်းကြီးတို့တွေကတော့ဖះဟောထားတဲ့တရားတွေကအချိန်ခါနဲ့တင့်လျော်မယ်နားတဲ့ပုဂ္ဂိုလ်တွေနဲ့အစဉ်ပြေကောင်းရဲ့လို့မှတ်ပြီးတော့ဟောကြရတာပဲဖြစ်တယ်ပေါ့နော်မှတ်ပြီးတော့ဟောတာဣဇာတရားနဲ့ကြိုက်သွားလို့အစဉ်ပြေတာလည်းရှိတယ်မကြိုက်လို့အစဉ်မပြေတာလည်းရှိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောထားတဲ့တရားတွေကလွန်များလို့ဒီတရားတွေကနေထုံနှုတ်ပြီးတော့တလုံးတစ်ပါးတာပဲသိတမိုးရှိတဲ့ဆုံးမတရားတော်တွေဆိုပြီးဒီလိုခေါ်ရတာပဲဖြစ်တယ်အဲ့တော့နေဝင်သွားတဲ့အချိန်လေးမှာဗမာစကားအတိုင်းပဲနေဝင်ရိုးကြီးတစ်ဆေးစီဆိုတာသူတို့လည်းအစာရှာဖို့အတွက်အဲ့ဒီအချိန်မှာခွင့်လန်းလေးတွေရပုံရဒါလူတွေမမြင်ရတဲ့တဘောအုပ်စုတွေကရှိသေးတာเนาะညပိုင်းမှာနေဝင်ရိုးကြီးလေးမှာဘလူတရေဆိုတာတွေကသူတို့နေ့အချိန်မှာပုံအောင်တဲ့နေရာနေထွက်လာပြီးတော့သူတို့လည်းရှာစားကြရတယ်ချို့လည်းဆင်းရဲတယ်ဘုံမစိုးနဲ့တွေထဲမှာတချို့တားဆင်းရဲတယ်ပြိတ္တာမဟုတ်ဘူးဘုံမစိုးဘုံမတေဝလို့ခေါ်ရပေါ့နတ်လို့ဆိုရင်မဲ့လို့နတ်ကိုတခါတလေရက်ခလို့ပဲသုံးတာပဲရက်ခဆိုတာပူဇော်ခြင်းကိုခံရတဲ့လူတွေကသူတို့ကြောက်လို့ပဲဖြစ်စေအာကိုလို့ပဲဖြစ်စေလူတွေကပူဇော်ကြဒါကြောင့်မို့ရက်ခလို့ခေါ်ရက်ခဆိုတာခြုံပြောတာဒါပေမဲ့ဗမာပြည်မှာရက်ခဆိုရင်ဘလူးလို့အောင်မေးကြမဟုတ်ဘူးရက်ခဆိုတာသူတို့စွမ်းကိုလေးတွေရှိပြီးတော့လူတွေကကြောက်လို့ပဲဖြစ်စေယုံကြည်လို့ဖြစ်စေပူဇော်ကြတဲ့ပူဇော်ခံတဲ့နတ်တွေကိုရည်စူးပြီးတော့ခေါ်တဲ့သဘောပဲတပင်ကြီးရှိရင်လည်းယုတ်ကစိုးပေါ့တောင်ရှိရင်လည်းတောင်စောင်းနတ်ပေါ့အဲ့လိုကိုယုံကြည်ရာနတ်တွေကိုကိုးကွယ်ကြတယ်ဘယ်လိုမျိုးပဲဖြစ်ဖြစ်နတ်ဆိုတာရှိနေတယ်နတ်ကိုးကွယ်မှုတွေကပုံများတယ်နော်နတ်ကိုးကွယ်မှုတွေများတယ်အဲ့တော့ဘုရားဘာသာလွှဲရင်ကျန်တဲ့ဘာသာတရားတွေကပြောရမယ်ဆိုရင်နတ်ကိုးကွယ်တယ်နတ်ဆိုတာပါလေကောင်းပဲကောင်းကင်နတ်နဲ့ပြည်ပြင်းကနတ်ဒါပဲပေါ့နော်ကောင်းဆိုတာတွေကိုးကွယ်တဲ့လူတွေကကောင်းကင်နတ်အဲ့ဒီဘာသာတွေကကောင်းကင်နတ်ကိုကိုးကွယ်တယ်လို့ပြောပြည်ပြင်းကနတ်တွေကိုကိုးကွယ်တဲ့လူကတော့အဲ့ဒီလူတွေကြတော့နတ်ကိုးကွယ်တယ်လို့ပြောကြပြန်နော်မှန်တော့ဘာသာတိုင်းကနတ်ကိုးကွယ်တဲ့ဘာသာတွေလွန်များတယ်ဘုရားဘာသာကြတော့အဲ့ဒီခေါ်ဆိုတာကိုကောင်းကင်ဘုံကခေါ်ဆိုတာဒီခေါ်ကဖန်ဆင်းတယ်ဆိုတာကိုတော့ဘုရားဘာသာကရင်းပယ်ထားတယ်တကုရှင်ကြီးကဖန်ဆင်းတယ်ဆိုတာကိုတော့ရင်းပယ်ထားတယ်ရင်းပယ်ထားသည့်အတွက်ကြောင့်ဘုရားဘာသာကို atheism လို့ခေါ်တာကိုယ်မယုံကြည်တဲ့လက်မခံတဲ့ဖန်ဆင်းရှင်ကိုလက်မခံတဲ့ဘာသာ atheist ဒီခေါ်ဆိုတာကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေလို့ဆိုရဲနော်အဲ့တော့ဒီစကားလုံးတစ်ခုကဘုရားဘာသာတွေကိုရည်ညွှန်းတဲ့စကားလုံးနှစ်ခုလို့ပြောဘာသာမဲတွေနဲ့ဘုရားဘာသာတွေပေါ့လေခေါင်းကိုလက်မခံဘူးဒီလိုပဲပြန်ဖះကိုမကိုးကွယ်ဘူးဆိုတဲ့စကားလုံးနဲ့မပြန်သင့်ဘူးဖះဆိုတာမျိုးနော်အဲ့ဒီစကားလုံးနဲ့မသုံးသင့်ဘူးကောင်းကင်ဘုံကခေါင်းကိုမယုံကြည်တဲ့ဘာသာခေါင်းကိုလက်မခံတဲ့ဘာသာခေါင်းကိုမကိုးကွယ်တဲ့ဘာသာဒီလိုပဲပြောရမှာဒါမှရှော့ထွေးမှုမရှိမှာတချို့က atheism ကိုမိစ္ဆာဒိဋ္ဌိလို့ပြန်လိုက်တော့ဘုရားဘာသာတွေကအလိုမိစ္ဆာဒိဋ္ဌိတွေပါသွားအဲ့ဒါလို့ခေါင်းကိုမယုံကြည်တဲ့ပုဂ္ဂိုလ်သူတို့က atheist လို့ခေါ်တာပဲအဲ့ဒါလည်းသတိထားစရာကောင်းတယ်တချို့ dictionary တွေက atheist ကိုမိစ္ဆာဒိဋ္ဌိလို့တော့ပြန် atheism ကိုတော့အင်္ဂလိပ်လိုဖွင့်ဆိုတဲ့ dictionary ရဲ့အဓိပ္ပာယ်တွေကိုသိချကြည့်မယ်ဆိုရင် creator ကိုလက်မခံသူလို့ပဲဒီလိုပြန်မှအဓိပ္ပာယ်မှန်ကန်တယ်ပေါ့နော်ဘုရားဘာသာယုံကြည်တဲ့ကိုးကွယ်တဲ့ဒီဟာကဘုရားမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်ကောင်းကင်ဘုံကနတ်မဟုတ်ဘူးလူသားတွေကထူခြားတဲ့သူတော်စင်ပုဂ္ဂိုလ်ကိုကိုးကွယ်တာဖြစ်တယ်တော့ကိုးကွယ်တာဘာကြောင့်ကိုးကွယ်တာတော့ကိုးကွယ်တယ်ဆိုတာသူ့ရဲ့ဆုံးမကိုလက်ခံတာကိုပြောတယ်ခိုးလို့အဖဘုရားသခင်မတော်မူပါလို့ဒီလိုတောင်းဆိုပြီးတော့ကိုးကွယ်တာမျိုးမဟုတ်ဘူးအဲ့ဒါကိုးကွယ်တယ်ဆိုတာလေကွဲပြားခြားနားတယ်ဒါတွေကဘာသာတရားဆိုတဲ့အခါမှာရောထွေးနေတတ်တယ်ရှင်းရှင်းလင်းလင်းစီတာထားဖို့လိုအပ်တယ်ပေါ့နော်ရှင်းရှင်းလင်းလင်းဘုရားဘာသာတွေဘုရားကိုးကွယ်တယ်ဆိုတာအဆုံးအမကိုလက်ခံပြီးတော့နေထိုင်မယ်ဆိုတဲ့အဓိပ္ပာယ်လို့ဆိုပြအဆုံးအမတိုင်းအကျင့်သုံးနေထိုင်မယ်လို့အဲ့တော့ဟုတ်ပြီဒီပိဋကသုံးပုံမှာမှတ်တမ်းတင်ထားတာတွေနဲ့ပတ်သက်ပြီးတော့ပြောကြမယ်ဆိုရင်ဒီတုတ်တန်လေးမှာညနေနေဝင်မိုးချိန်လေးမှာတဲ့
မန္တလာမာလာလို့ခေါ်တဲ့ခမ်းမကျယ်ရှိတဲ့ရဟန်းတန်ဃာတွေအလုံးစုဝေးနေတဲ့ခမ်းမကျယ်ကြီးမှာမြတ်စွာဘုရားကအလဲမှာထိုင်နေမြတ်စွာဘုရားထိုင်ပုံလေးကိုပြောရမယ်ဆိုရင်အလဲမှာတိုင်ကြီးရှိတယ်အဲ့ဒီအဆောက်အုံကြီးမှာအလဲကမန်တိုင်ကြီးရှိတယ်ပတ်ပတ်လဲဝန်းရံပြီးတော့အဝိုင်းကြီးဆောက်ထားတာမြတ်စွာဘုရားကအဲ့ဒီတိုင်ကိုကြောပေးပြီးတော့အရှိဘက်ကိုမျက်နှာလှည့်ပြီးတော့ထိုင်တယ်ရဟန်းတန်ဃာတွေကမြတ်စွာဘုရားကိုခြံရံပြီးတော့ထိုင်ကြတယ်နောက်ကျောကနေပြီးတော့မြတ်စွာဘုရားနောက်ကျောကခြံရံထိုင်တယ်လူပရိသတ်တွေလာလို့ရှိရင်မြတ်စွာဘုရားရဲ့ရှေ့ကနေပြီးအရှိဘက်နိုင်ရန်ကိုနောက်ကျောပေးပြီးတော့မြတ်စွာဘုရားကဥလှည့်ထိုင်ဆိုလိုတာကမြတ်စွာဘုရားကဘဟုမှာရှိတယ်အလုံးပရိသတ်တွေကဝန်းရံပြီးတော့ထိုင်တယ်လို့ဆိုလို့ဒါဘုရားထိုင်ဖို့ထိုင်လေးနဲ့ပတ်သက်ပြီးတော့စာပေထဲမှာဆိုထားတဲ့အဓိပ္ပာယ်နော်မြတ်စွာဘုရားအဲ့လိုပဲထိုင်လေးရှိတယ်အဲ့တော့လူပရိသတ်တွေပြန်သွားတဲ့အခါမှာယဟန်ပရိသတ်တွေကမြတ်စွာဘုရားနောက်ကျောကနေဝန်းရံပြီးတော့ဘုရားကိုလက်ဝချီမိုးရှိခိုးပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေကြတယ်အဲ့လိုတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတဲ့အခါမှာလူတွေပြန်သွားပြီဆိုရင်ယဟန်တွေကတဖြည်းဖြည်းပို့ပြီးတော့ရောက်လာရှေးဥစွာလူတွေထိုင်တဲ့နေရာတွေမှာလက်နေတဲ့နေရာတွေလည်းယဟန်တွေကရောက်လာကြတယ်စောတော့ပဲသွားနေကြတော့ဆိုတော့နေ့အခါမှာဆိုရင်တောထဲမှာတစ်တပင်ရင်ဝါးတွင်အောက်သွားပြီးတရားထိုင်နေကြတရားနှလုံးသွင်းကြတယ်ကိုယ်အဆင်းလိုက်သိထားတဲ့တရားတွေနှလုံးသွင်းပြီးတော့ညနေပိုင်းရောက်တဲ့အခါမှာမြတ်စွာဘုရားစီတရားနာဖို့ရောက်လာကြတာရောက်လာတော့မြတ်စွာဘုရားကိုဝန်းရံပြီးထိုင်တဲ့တန်ခါပရိသတ်နဲ့ဒီအဆောက်အဦပြည့်သွားအဲ့တော့ယဟန်တန်ခါတွေဆိုတရားအမြဲတမ်းအားထုတ်နေကြတာဖြစ်တော့သူတို့အတွက်တရားဟာလေးနဲ့တရားကိုပဲဟောလို့ရှိတယ်လူအကြောင်းတရားဓမ္မတွေလာတဲ့အခါကျတော့သူတို့နဲ့ထိုက်တန်တဲ့တရားလေးတွေဟောရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီယဟန်တန်ခါတွေကြီးပဲရောက်လာတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီနေ့မှာဘာတရားဟောတာတော့ဆိုနိဗ္ဗာန်ပဋိတန်ယုတ်တာရတယ်နိဗ္ဗာန်အကြောင်းနဲ့ပတ်သက်တဲ့တရားဟောတယ်အဲ့တော့နိဗ္ဗာန်ဆိုတာဘယ်နှမခက်ခဲတဲ့မြင်နိုင်ခဲ့တဲ့အရာတစ်ခုပဲမြင်မှုခက်ခဲတဲ့အရာတစ်ခုပဲဘယ်မှာတော့လို့လည်းပြောလို့ရတဲ့ဟာမဟုတ်ဘူးကိုယ်နဲ့တော့နီးနီးလေးပဲလို့ဆိုတယ်ဒါပေမဲ့တရားမသိရင်နိဗ္ဗာန်ကိုမြင်မှာမဟုတ်ဘူးမြင်မှုခဲနေဒီတိုင်းလည်းမြင်ရတာမဟုတ်ဘူးကိုယ့်မျက်ခုံးမွေးကိုမှန်နဲ့မကြည့်ပဲဒီတိုင်းကြည့်မြင်မှမမြင်ရတာနော်အရေးပဲမြင်လို့ရတာဟုတ်အဲ့တော့နိဗ္ဗာန်ပဋိတန်ယုတ်တာရနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားစကားကိုခေါ်နေတယ်ဆိုတာဒါယဟန်တန်ဃာတွေမှာခက်ခဲတယ်မြတ်စွာဘုရားဟောတဲ့တရားမှာအခက်ဆုံးတရားနှစ်ခုရှိတယ်အားလုံးသိကြလိမ့်မယ်ဘာလို့ဆိုရင်အခက်ဆုံးဆိုတာဘုရားအတွက်ခက်တာမဟုတ်ဘူးနားထောင်တဲ့ပုဂ္ဂိုလ်တွေနားလည်ဖို့ခက်တာတခုကပဋိစ္စသမုပ္ပါတခုကနိဗ္ဗာန်အဲ့ဒီနှစ်ဌာနအလုံးကိုခက်ခဲတယ်လို့ဆိုဘုရားဖြစ်စားတော့ကပဋိစ္စသမုပ္ပါကိုဆင်ញင်သုံးသပ်ကြည့်တယ်ဒါကိုရှင်းပြရင်နားလည်ကြမလားဆိုနားလည်ဖို့ခက်နေတယ်နိဗ္ဗာန်ကိုမြတ်စွာဘုရားမျက်မှောက်ပြုပြီးတော့ဒီတရားရောပြောရင်လူတွေနားလည်မလားဆိုခက်တယ်ဟုတ်တမန်အဖြစ်ပရိစ္ဆေသမုပ္ပါနဲ့နိဗ္ဗာန်ကိုရှင်းအောင်ပြောဖို့နားလည်ဖို့အလုံးကိုခက်တယ်ဒါလူတိုင်းအများစုကိုခြုံပြောတာနော်အများစုကိုခြုံပြောတာအဲ့ဒီအချိန်လေးမှာမြတ်စွာဘုရားစိတ်ထဲမှာဘာဖြစ်သွားတော့ဆိုဒီတရားတွေကအလွန်နဲ့တော့ငါဟောလည်းပဲသိကြမှာမဟုတ်ပါဘူးဟောလည်းငါပင်မယုံပဲရှိမှာပါဆိုလိုတာကပင်မမခံရင်လို့ပြောတဲ့စကားမျိုးမဟုတ်နားမလဲမှာမဟုတ်ဘူးနားမလဲတာတွေလုပ်နေရဲ့ပင်မမှာပဲလို့ဒီလိုတွေးတဲ့အတွေ့လေးအဲ့ဒီတွေးလိုက်တဲ့အချိန်လေးမှာမြတ်စွာဘုရားတရားကိုနာဖို့မျှော်လင့်နေတဲ့တာမတိပြမကြီးအသိပြီးချက်ချင်းလျှောက်တာအမှန်မြတ်စွာဘုရားစိတ်ထဲမှာတရားရဲ့လေးနဲ့မှုသူဟောရမယ့်ပုဂ္ဂိုလ်တွေလူတွေရဲ့ခံယူနိုင်တဲ့စွမ်းရည်ဒီနှစ်ခုကိုနှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာတရားအသိနဲ့တယ်လူတွေကကောင်းကောင်းအယုံနဲ့ပြောတဲ့စိတ်တွေများနေတယ်ငါဟောလဲနားလဲပါမလားဆိုတဲ့အတွေးလေးမှလာပြီးတော့လျှောက်တာတချို့ကတော့စောရကတက်ချင်တယ်ပါရမီဖြည့်တော့ကတရားဟောဖို့ဖြည့်တာဘာဖြစ်လို့ခုမှဒီတရားမဟောတော့ပါဘူးလို့ဖြည့်ရတယ်လဲလို့ပါတော့မဟုတ်တာလူတဘာဝကိုနားမလဲလို့စောရကတက်နေတာခက်ခဲတဲ့အရာတစ်ခုဆိုလို့ရှိရင်လူတိုင်းဟာဒီလိုပဲစဉ်းစားမှာပဲနော်ကိုယ်လည်းစဉ်းစားခက်ခဲတဲ့ဟာကိုသူများပြောဆိုစဉ်းစားမှာပဲဒါလူတဘာဝပဲမြတ်စွာဘုရားလည်းလူသားပဲလေအဲ့လိုစဉ်းစားလိုက်တဲ့အချိန်ပိုင်းလေးပါပြမကြီးကလာပြီးတော့တောင်းပန်တော့မြတ်စွာဘုရားကတေးသေးချာချာလေးလာပြီးတော့ခုနကတော့တရားရဲ့သဘောလူတွေရဲ့ general point အနေထားကိုကြည့်ရင်ဟုတ်တယ်သို့တော့တချို့အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ပ
ပြောရင်နားလည်နှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအသေးစိတ်လေ့လာတဲ့အခါကျတွေ့လာရှားခိုင်နှုံးတော့မများဘူးဒါပေမဲ့နားလည်မဲ့ပုဂ္ဂိုလ်ဘဝိတ္တိဓမ္မတာအညတ္တာတော့တရားကိုနားလည်မဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာမနာရရင်သူတို့အတွက်ဆွေးယူသွားနိုင်တယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်သိသွားတာသိတဲ့နဲ့ပြမကြီးကလည်းတောင်းပန်တယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းဆုံးဖြတ်ခြင်းနဲ့စတင်ပြီးတော့တရားဟောတာပေါ့အဲ့တော့အခုယဟန်တွေကိုတော့အလွန်လေးနေတဲ့တရားတစ်ခုဟောနေတာယဟန်တွေကိုနားလည်အောင်ရှင်းပြနေတဲ့အခါမှာယဟန်တွေကလည်းအတော်ကိုစိတ်ပတ်ဝင်စားဆိုအာယုံစိုက်ပြီးတော့နာကြတယ်ပညာရက်ဆိုတာဒီပညာကိုလေ့လာနေတဲ့ပုဂ္ဂိုလ်မှာအာယုံစိုက်နိုင်တာ哦ကျန်တဲ့ပုဂ္ဂိုလ်ကအောင်စိုက်နိုင်တိတ်လေးနေတာဥပမာမနိုင်ကောင်းနိုင်ပြောမယ်ဆိုရင်ခုခေတ်ဒီ physics တို့ chemistry တို့ဆိုရူပဗေဒဘာသာရပ်ဓာတုဗေဒဘာသာရပ်တွေအခြေခံမရှိတဲ့ပုဂ္ဂိုလ်တွေကဒါလေးပြောနေပဲနားလဲမလို့နော်အခြေခံရှိပြီးတော့သိကျင်တဲ့ပုဂ္ဂိုလ်ကြတော့အာရုံစိုက်ပြီးနားထောင်တာအခြေခံရှိတယ်သိချင်ဘာသာရပ်တွေ psychology ဆိုရင် psychology ယူထားတဲ့ပုဂ္ဂိုလ်ကလေးနဲ့ထားပြီးတော့နားထောင်အဲ့ဒါလိုပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့သိကျင်လို့လိုက်စားနေတဲ့ယဟန်တန်ဃာတွေကအထင်ကတ္တဝါလိုလားမနတိကတ္တဝါစိတ်ထဲမှာထားပြီးမှတ်ထားပြီးသဗ္ဗစေတတာတမနာဟရိတဝါတဲ့စိတ်အားကုန်စိုက်ပြီးဩဟိတသောတာဓမ္မန္တုနန္တိနားကိုစွန့်ထားပြီးတော့သိချနားထောင်ကြစိတ်ကိုအာယုန်တစ်ပါးမရောက်အောင်အဲ့လိုနားထောင်ပြီးတော့မြတ်စွာဘုရားနဲ့ယဟန်တန်ဃာတွေဟာဘုရားရဲ့အတန်မှတော့တခြားဘာသာမှမကြောက်တိတ်ဆိတ်ငြိမ်သက်ပြီးတော့မြတ်စွာဘုရားဟောပြတဲ့တရားကိုနားထောင်နေကြတယ်အဲ့ဒီအချိန်မှာနေဝင်ချိန်လေးမှာဘဝအကျိုးပေးမကောင်းလို့အလုံးကိုဆဲရင်းနဲ့ဘုံမတေဝတာလို့ပြောရမယ်သူကအပေဘုံသားတော့မဟုတ်ဘူးသူကလူတွေရဲ့လက်ကကြလာတဲ့ဒီအစာရည်စားလေးတွေအဲ့ဒါလေးတွေကိုလိုက်ရှာပြီးတော့စားရတဲ့ဘဝတဲ့ခြိကမ်းများလို့ပေါ့ဟိုမိုက်ပုံ၌ဒီမိုက်ပုံ၌ကြောင်တို့ခွေးလေးတို့လို့ရှာပြီးတော့စားရတဲ့ဘဝမျိုးဒါလည်းမရှိဘူးလို့မအောင်မေ့လေနဲ့နော်ဘဝအကျိုးပေးမကောင်းတော့ဘူးဆိုလို့ရှိရင်သူတို့ကအဲ့လိုရှာဖွေစားတော့ရတဲ့အနေအထားမျိုးမြေပုတ်ပြီလူလို့လည်းပြောတယ်တခါတလေကြာလို့ရှိရင်တော့ရက်ခလို့သုံးတယ်အဲ့တော့သူကနောက်ပိုင်းမှာတရားဥရတယ်ဆိုတော့ဒါသတ္တုမတွေနဲ့ထဲမှာပါတယ်လို့ပဲပြောပုံမတေတာထဲမှာပါအပယ်လေးပုံသားဆိုတရားဥမရဘူးဘာလို့မရတော့ဆိုပရိသေကိုကအောက်တန်းကြာနေလို့နားမလည်နိုင်ဘူးပဲနည်းနည်းမှာအဲ့တော့ဒီအလွန်ဆင်းရဲတဲ့ဒီရက်ခိနီဘလူးမပဲဆိုတော့သူဟာသားလေးကိုလက်ဆွဲလို့သမီးလေးကိုခြိပြီးတော့သားငယ်သမီးတွေနဲ့သူတို့ကလည်းလူသားတွေလိုပဲယုတ်ကစိုးတွေဘာတွေကလည်းသားတွေသမီးတွေနဲ့လူတွေလိုပဲတဖြည်းဖြည်းချင်းကြီးတဲ့ဘဝပဲသူတို့လည်းကောင်းကင်ဘုံကနတ်ကတော့ဒီလိုမွေးနေတာမဟုတ်ဘူးဘွားကနေကိုထင်ရှားဖြစ်တယ်ဘုံမတေဝတာတွေကြတော့သူကလူလိုပဲမွေးတယ်နော်ဒါကြောင့်မို့ဒီမွေးဖို့မွေးနည်း၄မျိုးရှိတဲ့ထဲမှာဘုံမစိုးဖြတ်ကျွန်းနဲ့နှိမ့်ဆက်ငရဲရွာတက်တာဥပပဆိုဘုံမစိုးဖြတ်ဘုံမစိုးနတ်မှတပါးတခြားနတ်တွေလို့ဆိုလို့တယ်အဲ့နတ်တွေကဥပပပဲရှိတယ်ဘုံမစိုးနတ်ကတော့မဟုတ်ဘူးလူတွေလိုပဲမွေးတယ်သာသမီတွေအဲ့ဒါမွေးကြတယ်အဲ့တော့ငယ်ငယ်လေးကနေချီးလာယုတ်ကစိုးကလည်းအတူတူပဲယုတ်ကစိုးရဲ့သာသမီတွေရှိတယ်တဖြည်းဖြည်းချင်းချီးတယ်လို့ဆိုတယ်အဲ့ဒီလိုဒီဘုံမစိုးနတ်အမျိုးသမီးကြီးဟာဘဝအကျိုးပေးမကောင်းလို့နတ်လို့ဆိုပေမဲ့အလုံးကိုဆင်းရဲတယ်ဒါကနတ်တွေကဆင်းရဲတယ်ဆိုတာဟုတ်ပါမလားလူတွေလည်းဆင်းရဲတာပဲလေလူထဲမှာကျင့်ချမ်းသာတဲ့လူရှိသလိုကုန်းကောက်စရာမရှိတော့တော်တော်ဆင်းရဲတဲ့လူတွေရှိတယ်အလုံးကိုဆင်းရဲတဲ့လူတွေရှိတယ်နေစရာအိမ်မရှိစားစရာမရှိအဲ့ဒါလောက်ထိအောင်ဆင်းရဲတဲ့လူသားတွေဟာခဏခေတ်မှာရှိနေတာပဲလေမျက်စိအောင်အဲ့ဒါလိုပဲဒီဘုံမစိုးနတ်အမျိုးသမီးကြီးဟာအတော့ကိုဆင်းရဲပြီးတော့အချိန်တန်တဲ့အခါကျတော့သူတို့ဘဝလူတွေတိတ်ဆိတ်သွားပြီဆိုရင်လူတွေစားလို့ကြံတဲ့အစားအစာလေးတွေဖိတ်စင်တဲ့ဟာလေးတွေဒါလေးတွေကိုလိုက်ရှာပြီးတော့သူတို့စားကြတယ်စားဖို့စေတော်အကြောင်းဘဝရောက်လာတဲ့အခါမှုံပြပြမီးအောင်လေးထွန်းထားပြီးတော့မြတ်စွာဘုရားနဲ့တန်ခါးတွေစုဝေးထိုင်နေတယ်အတန်တော့မကြောက်ဘူးစုပြီးဘာလုပ်နေကြတာတော့သူစိတ်ထဲမှာတော့တရားရဲ့လို့သူအဲ့ဒီချိန်မှာသိမှာမဟုတ်စုပြီးထိုင်နေလို့ရှိရင်တော့တခုခုဝေပေးနေတာလားလို့စိတ်ထဲမှာတွေးတယ်ဝေပေးနေလို့မတော်တဆလွတ်ကြတာဆိုရင်တော့သူ့အတွက်ကံကောင်းတာပဲဥမာမဲ့
ပြားရည်လေးတွေဝေပေးနေတယ်ဆိုပြားရည်စက်ကလေးကြလာရင်သူ့အတွက်ဒါအချိုးကြရမှာပဲလို့သူမျောလင်းတာကိုပြောတယ်မြတ်စွာဘုရားတရားဟောနေတာကိုမကြားရအောင်ဝေရမကြားတော့ရုတ်တရက်စေရောเจ้าတကားဘောက်ကနေသူကဝင်လာအဲ့တော့ဝင်လာလိုက်တဲ့အချိန်လေးမှာရဟန်းတန်ဃာတွေမြတ်စွာဘုရားတရားဟောနေလို့ကြားလောက်တဲ့နေရာရောက်လာတာကြားလောက်တဲ့နေရာရောက်လာတဲ့အခါကျတော့တရားဟောနေတာဆိုတော့သူသဘောပေါက်သွားတယ်သဘောပေါက်တာနဲ့အဲ့ဒီမှာသူရပ်ပြီးတော့အစာရှာဖို့မကြိုးစားတော့ပဲနဲ့ဘုရားဟောတဲ့တရားဘာလို့ဟောတာတော့ဆိုတော့အသေးစိတ်နားထောင်တော့သူကအသိဉာဏ်ရှိတော့မြတ်စွာဘုရားဟောပြောနေတာတွေကိုသူသဘောပေါက်လာအဲ့လိုဘုံမစုံနဲ့အမျိုးသမီးရဲ့တရားကိုအယုံဆိုင်ပြီးတော့မတုံမလို့ရက်ပြီးတော့နေတဲ့အခါလက်ဆွဲလာတဲ့သားကလေးရဲ့ခြိထားတဲ့သမီးလေးရဲ့စားတယ်ပေါ့ဘာဖြစ်လို့ရက်တယ်သူတို့အတွက်အဓိပ္ပာယ်မရှိဘူးရက်သူတို့အစာရှာဖို့ထွက်လာတာအစာပဲရှာဘာဖြစ်လို့ဒီမှာရက်နေမှမသိဘူးဆိုပြီးတော့အဲ့ဒီမှာသားလေးနဲ့သမီးလေးကလူတွေလိုပေါ့ခြိတိုက်တာပေါ့အမေဘာလို့ရက်နေတာတော့စားလာပြီးရှာပါရှေ့သွားပါဆိုပြီးတော့ပြောကြတယ်အဲ့ဒီအချိန်မှာသူကဖခင်ရဲ့တရားတော်ကိုအာယုံစိုက်နေတာဖြစ်လို့သူသားသမီးတွေကနေပြီးတော့အစာရှာဖို့ပြောနေတဲ့အခါဒီကလေးတွေကိုတိတ်တိတ်နေဖို့ပြောတဲ့စကားရဲ့သူပြောပြတဲ့စကားရဲ့ဟာအမှန်တမ်းတန်ဖိုးရှိတယ်ဘုန်းကြီးတို့တွေအတွက်ဘဝသင်ခန်းစာဖြစ်တယ်တရားနော်တရားကိုဘုန်းကြီးတို့တွေခုချိန်လွယ်လွယ်ရနေတယ်လို့ပြောနိုင်တယ်ခွင့်ကောင်းခါကောင်းနဲ့ကျုံနေလို့လွယ်လွယ်နာခွင့်ရနေတယ်လွယ်လွယ်လေးလာခွင့်ရနေတယ်အဲသူတို့မှာဒီဘုံမစိုးနဲ့အမျိုးသမီးကြီးကိုသူ့နာမည်တော့မပါဘူးသူ့ရဲ့သားကပုဏ္ဏပတုလို့ခေါ်တယ်သမီးကဥတ္တရိကာလို့ခေါ်တယ်သူ့သားလေးရဲ့နာမည်ကိုနဲ့သူ့ကိုပုဏ္ဏပတုအမေလို့ပဲခေါ်လိုက်တယ်ပုဏ္ဏပတုမာတာလို့အဲ့တော့သားနဲ့သမီးကနေပြီးတော့ပူညာလုံးတဲ့အခါမှာသူဘာပြောတော့ဆိုသူပြောပုံလေးတုံဒီဥတ္တရိကေဟောဟိသမီးလေးကိုအရင်ချက်ဥတ္တရိကာတိတ်တိတ်နေစမ်းတုံဒီဟောဟိပုဏ္ဏပတုငါသားပုဏ္ဏပတုမင်းတိတ်တိတ်လေးနေစမ်းယာဝဟံဗုဒ္ဓတိဋ္ဌတဓမ္မံသွတ္တမိတထုနောငါမြတ်စွာဘုရားဟောနေတဲ့တရားကိုအာယုစိုက်ပြီးနားနေတာဒါကြောင့်မင်းတို့ငြိမ်နေစမ်းအတမပေးနဲ့တိတ်တိတ်လေးနေကြဆိုပြီးတော့သူပြောတာဒီတွေကအမတမမှတ်သားစရာကောင်းနိဗ္ဗာန်ဘဂဝါအာဟတဗ္ဗခန္ဓပမောဇနာလောကမှာယင်နဲ့နှလုံးနဲ့ထုံးဖွဲ့ထားတတ်တဲ့ဒီလောဘတွေဒေါသတွေယင်နဲ့နှလုံးထဲမှာအထုံးဖွဲ့တွေကိုဖြည့်ပေးနိုင်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုရသော်ဗျာဟောနေတာနိဗ္ဗာန်ဘဂဝါအာဟတဗ္ဗခန္ဓပမောဇနာခန္ဓာဆိုတာထုံးဖွဲ့ထားတာထုံးထားတဲ့ဆိုတာဖြေဖို့ခက်တယ်နော်ခြိထားတာလည်းမဟုတ်ဘူးထုံးဖွဲ့ထားတယ်ဆိုတာခြိနှောင်တဲ့အပြင်မှာထပ်ပြီးတော့အကြိမ်ကြိမ်ထပ်ရစ်ပတ်ထားတာအဲ့တော့အဘိဓါဆိုတဲ့လောဘဟာအာယုန်နဲ့သူ့ရဲ့စိတ်ကိုထုံးဖွဲ့ထားတယ်ဗျာပါဒဆိုတဲ့ခန္ဓာဟာလည်းပဲထုံးဖွဲ့ထားတယ်နောက်ပြီးတော့မှားယွင်းတဲ့အမြင်တစ်ခုကလည်းလူတွေရဲ့စိတ်ကယုံထွက်လို့မရအောင်ထုံးဖွဲ့ထားတယ်အဲ့တော့လူတွေဟာကိုယ်အမြင်ကနေပြီးတော့လည်းယုံမထွက်နိုင်ကြဘူးကိုယုံကြည်တဲ့ကိုအမြင်ကိုပဲဟုတ်တယ်ထင်ပြီးတော့ထုံးဖွဲ့ထားတာခံနေရတယ်လောဘရဲ့ထုံးဖွဲ့မှုခံရတယ်ဒေါသရဲ့ထုံးဖွဲ့မှုခံရတယ်အဲ့လိုရှင်တဲ့နှလုံးထဲမှာဒီအာယုန်နဲ့ချီနှောင်ထုံးဖွဲ့ထားတဲ့ဟာတွေကိုဖြေဖို့ဆိုတာအသိဉာဏ်နဲ့မှဖြေလို့ရတယ်မြတ်စွာဘုရားကအဲ့ဒီတရားကိုခေါ်နေတာမင်းတို့တိတ်တိတ်နေစမ်းအတိဝေလာစမေဟောတိအတ္တမေဓမ္မေပိယယနာငါဒီတရားကိုမျက်မျက်နှုံနှုံလိုချင်နေတာကြာလာပြီအခွင့်မသာခဲ့ဘူးအချိန်တွေအများကြီးကုန်ခဲ့ပြီဆိုပြီးတော့လူတဘာဝတရားရည်ရဲ့တဘာဝကိုသူပြောတယ်ပိယောလောကေတကောပုတ်တော်လောကမှာကိုသားသမီးဆိုတာချစ်တာပဲတဲ့သားသမီးတွေမချစ်လို့မဟုတ်ဘူးသားသမီးကိုချစ်တယ်ပိယောလောကေတကောပတိကိုအိမ်တော်ဘက်ကိုလည်းကိုချစ်တာပဲတဲ့တတော်ပိယတရမရှံအတ္တဓမ္မတမေခဏအခုဟောနေတဲ့နိဗ္ဗာန်တရားကိုငါပို့ပြီးတော့သားသမီးအချစ်အိမ်တော်ဘက်အချစ်တဲ့ပို့ပြီးတော့ဒီတရားကိုငါပို့ချစ်တယ်ဘာကြောင့်လို့ဆိုရင်ဒီတရားမသိလို့ဒုက္ခရောက်နေတာ
အဲ့တော့တမန်အပြင်တွေးကြည့်မယ်ဆိုလို့ရှိရင်လူကိုအချစ်တဲ့ပစ္စည်းဥစ္စာရှိရင်ဒုက္ခတွေအကုန်လွတ်မယ်ဆိုရင်အဲ့ဒီပစ္စည်းဥစ္စာချစ်ကြမှာပဲလေတမိုးထားကြမှာပဲချစ်တယ်ဆိုတာတမိုးထားတာကိုပြောတာနော်ညှိုးတယ်ပို့ပြီးတော့အဲ့တော့လောကမှာကိုသားသမီးကိုချစ်တာပဲကိုအိမ်အောင်ပဲကိုချစ်တာပဲဒါပေမဲ့လို့ငါပို့ချစ်ရမှာလားဒီတရားပဲဖြစ်တယ်ဆိုပြီးသူအကြောင်းပြတာလေးကအမှန်တန်ကောင်းတယ်ဒါလေးကဒီစကားလုံးလေးတွေကိုမှတ်ထားပြီးတော့ကိုယ့်ကိုဆင်ခြင်သုံးသပ်ရမယ်ဆင်ခြင်သုံးသပ်လို့ရတယ်အေးသာသမီမိဘဆိုတာချစ်ကြတာပဲဒါပေမဲ့လို့ပို့ချစ်ရမယ့်ဟာကတော့တရားပဲဘာဖြစ်လို့တော့အကြောင်းပြတာနာဟိပုတ္တောပฏิဝါပိယောဒုက္ခပမောစေကိုချစ်တဲ့သာသမီကကိုယ်အခုလိုတန်တရားဒုက္ခကမလွတ်စေနိုင်ဘူးကိုချစ်တဲ့အိမ်အောင်ဘက်ကလည်းပဲအခုလိုဘဝဒုက္ခတွေကလွတ်အောင်လုပ်မပေးနိုင်ဘူးဘဝဒုက္ခတွေကလွတ်အောင်လုပ်ပေးနိုင်တာဟာယထာတတ္တမသဝနံဒုက္ခမောစေတိပန္နိနာသူတော်ကောင်းတရားကိုနာယူမှတ်သားပြီးလိုက်နာကျင့်သုံးလို့ရရှိလာတဲ့အသိဉာဏ်ကသာလျှင်ဆင်းရဲဒုက္ခလွတ်စေနိုင်တယ်ဒါတော့မှန်ပဲနော်တရားရဲ့တန်ဖိုးဟာတန်ဖိုးချင်းနှံ့စားလိုက်လို့ရှိရင်ဘယ်တော့မှကွာခြားတော့တယ်လူကလုံးမပေးနိုင်တာတရားဟာမှလုံးပေးနိုင်တာဒီဆင်းရဲဒုက္ခလွတ်အောင်လူတွေကလုံးပေးကြည့်လေလူတယောက် ICU ထဲရောက်လာပြီဆိုရင်ဝေကျေတနာတွေချမ်းသာပါတယ်အများကြီးမိသားစုတွေကလည်းတတ်နိုင်ကြတယ်ဆွေတွေမျိုးတွေကလည်းများတယ်ကြည်ယုံမှတပါဘာတတ်နိုင်ဘာမတတ်နိုင်နော်ဘာမတတ်နိုင်ဘူးတတ်နိုင်တာဘယ်သူတော့ဆိုရင်ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေပေးတဲ့ဆေးဝါးကုသမှုပဲဒါပဲတတ်နိုင်ဒီဘေးကလွတ်အောင်ဆိုတော့နောက်ဆုံးမှဘယ်သူမှမတတ်နိုင်ဘူးအဲ့ဒါလိုပဲတန်တရားဝဆင်းကလွတ်ဖို့ဆိုတာသားလည်းမတတ်နိုင်ဘူးမိဘလည်းမတတ်နိုင်ဘူးဘယ်သူကတတ်နိုင်တာတော့ဆိုဒီတရားကတတ်နိုင်တယ်ဒီလိုဆိုလို့လေတရားတတ်နိုင်တရားသိပြီဆိုရင်ဒီဒုက္ခမျိုးမရဘူးတရားမသိလို့ဒီမမရွေးနေပြုလုပ်ခဲ့သည့်အတွက်ကြောင့်ကံကြမ္မာရဲ့အကျိုးပေးမကောင်းလို့ဒုက္ခရောက်တာဆိုတော့သူ့ရဲ့အတွေးခေါ်လေးတွေကအလွန်ကောင်းတယ်အဲ့ဒီအတွေးခေါ်လေးတွေကိုမှတ်သားဖို့လိုတာပေါ့နာဟိပုဒ္ဒပฏิဝါပိဒါကပဲဖြစ်ဖြစ်အိမ်တော်ဘက်ကပဲဖြစ်ဖြစ်ပြီးရောကိုချစ်ရတဲ့လူဟာဒုက္ခပမောစေကိုချစ်ရတဲ့လူကကိုယ့်ကိုဆင်းရဲဒုက္ခလွတ်စေမှာမဟုတ်ဘူးယထာတတ္တမတဝနာဒုက္ခမောစေတိဒုက္ခမောစေတိပါဏတရားနာခြင်းကဆင်းရဲဒုက္ခကတရားတွေကိုလွတ်မြောက်စေသလိုသူတို့ကလွတ်မြောက်စေနိုင်မှာမဟုတ်ဘူးတရားဓမ္မကသာလွတ်မြောက်စေနိုင်မှာဖြစ်တယ်တရားရဲ့တန်ဖိုးသူသိလားသိပြီးတော့လောကေဒုက္ခပရိတတ္တမေစရမရဏတန်ယုတိဘဝကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်လိုက်တယ်လောကကြီးဟာဒုက္ခပရိတ္တဆင်းရဲဒုက္ခတွေရဲ့နှိမ့်ဆက်မှုကိုခံနေရတယ်ဘုန်းကြီးတို့တွေကဒုက္ခလေးရောက်တုံးပဲဒုက္ခနဲ့អော်ကြတာပြီးတော့သိပြီးအပြုံးမပြတ်ဘူးအမှတ်မရှိတဲ့လူတွေပေါ့တကယ်ကတော့ဒုက္ခပရိတ္တအမြဲတမ်းဒုက္ခရောက်နေဒုက္ခဆိုတာရောက်နေတာပဲအခုဆိုရင်ဒုက္ခအကြောင်းကောင်းကောင်းသိနေကြကောင်းကောင်းသိတော့လေဗာနဲ့ဖြေတော့ဆိုရင်မျောလင်းချက်နဲ့အသက်ရှင်နေကြပြန်ရောတော့ကြကောင်းမယ်နဲ့ပြန်ကောင်းမယ်နောက်ဆုံးကြတော့မဖြေနိုင်တဲ့လူကြတော့ဘာလို့တော့ကိုယ့်ကိုယ်တတ်သိသွားတဲ့လူတွေလည်းရှိတာကိုရိုနာဗိုင်းရပ်စ်ယောဂကြီးကာယောဂကြီးကြုံတွေ့နေရတဲ့အခါမှာဒုက္ခကိုလှလှတွေ့နေကြတယ်အကုန်လုံးအဲ့ဒါနော်ဒုက္ခပရိတတ္တမေလောကေဒုက္ခရောက်နေတဲ့လောကကြီးဒုက္ခရဲ့လွှမ်းမိုးမှုခံနေရတဲ့လောကကြီးမှာတဲ့ပြီးတော့စရမရဏတန်ယုတိအိုခြင်းနဲ့ပတ်သက်နေတယ်သေရခြင်းနဲ့ပတ်သက်နေတယ်ပတ်သက်တယ်ဆိုတာမဟုတ်တဲ့လူတယောက်မှမရှိဘူးမသေးတဲ့လူတယောက်မှမရှိဘူးအိုမဲ့သေးမယ်အိုမင်းလာမယ်သေးမယ်အဲ့ဒီအိုခြင်းနာခြင်းကနေပြီးတော့လွတ်မြောက်သွားတဲ့လူတယောက်မှမရှိနိုင်ဘူးအရှင်တွဲထွက်တယ်ဆိုတာဘယ်မှမရှိဘူးသေဆုံးခြင်းနဲ့သွားကြမှာပဲအလုံးမဟုတ်တဲ့လူရှိပါတယ်မော်တော်ဆိုင်ကစီးပြီးတော့စောစောသေသွားရင်မဟုတ်ဘူးလို့ပြောကြမှာပေါ့နော်ဒါပေမဲ့သေခြင်းတရားအလွတ်မှာတော့မဟုတ်ဘူးအဲ့တော့သေခြင်းတရားကနေလွတ်သွားတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာရှိကိုမရှိတာရှိနိုင်ဘူးဒါမို့စရမရဏမောက္ခယယန္တမအဘိတံဗုဒ္ဓတန်တရားထဲမှာဖြစ်လာလို့ရှိရင်မသေးသေးဘူးဆိုရင်အိုရမယ်ပြီးရင်နောက်ဆုံးကျတော့သေမယ်
အိုခြင်းသေခြင်းဆိုတာကျိန်းသေးပဲနောက်ဆုံးသေခြင်းကကျိန်းသေးပဲအဲ့ဒီကျိန်းသေးလာမဲ့သေခြင်းတရားကလွတ်မြောက်စေနိုင်တာကတော့ဟောဒီတရားကိုသိမှပဲဖြစ်တယ်မြတ်စွာဘုရားဟောတဲ့နိဗ္ဗာန်ကိုသိမှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှသေခြင်းကလွတ်မယ်ဒါသူ့ရဲ့အတွေးခေါ်တယ်သူကရင်းကျက်တယ်နော်သူမြင်တဲ့အမြင်လေးကိုအခုပြောပြအဲ့ဒါကြောင့်မို့လို့တန်တမန်သောတုမိစ္ဆာမိတုံနီဟောဟိပုဏ္ဏပတုငါသာပုဏ္ဏပတုမင်းတိတ်နေစားငါဒီတရားကိုနားနေတာငါအတွက်သိအရေးကြီးတယ်သူပြောတဲ့စကားတွေကဘုန်းကြီးတို့ကောင်းထဲမှာစဉ်းစားရမယ့်အချက်တွေပဲကိုယ့်ကိုပြန်ပြီးတော့ဆုံးမဖို့သိတဲ့ချက်တွေပဲလောကကြီးမှာအရေးကြီးဆုံးဟာဒါပဲစီးပွားရေးလဲဒီလောက်ကြီးအရေးမကြီးဘူးနောက်ဆုံးမှာအရေးကြီးဆုံးဟာတရားသိဖို့အရေးကြီးတယ်လို့ဘာလို့လဲဆိုစီးပွားဘလောက်ပြည့်စုံဒုက္ခလွတ်မှာမဟုတ်ဘူးအလောကိုင်းတွေဘလောက်ကောင်းကောင်းတန်တရားဝဆင်းကလွတ်မှာမဟုတ်ရေရှည်တွေးကြည့်ပေါ့ရှည်တွေးကြည့်တန်တရားဝဆင်းကလွတ်နိုင်တာမဟုတ်ဘူးကိုအဖန်တလဲလဲအိုရတဲ့ဆင်းရဲဒုက္ခအဖန်တလဲလဲနာရတဲ့ဆင်းရဲဒုက္ခအဖန်တလဲလဲသိရမယ်တန်တရားတွေကဝိဒုက္ခတွေကလွတ်ချင်နေဆိုရင်ဒီတရားမှတပါအခြားမရှိမှတပါအခြားမရှိဒါအဲ့ကြရင်တော့တမိုးကတက်လာညနေမှာဘယ်ဟာအရေးကြီးဆုံးလို့ဆိုတာရွေးချယ်ရမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့သူကရွေးချယ်လိုက်တာတန်တမန်သောတုမိစ္ဆာမိအဲ့ဒီတရားကိုငါနားထောင်နေတယ်နားထောင်နေဆိုတာသင်ယူနေတာဒီတရားကိုသိချင်တယ်သိဖို့အတွက်သင်ယူနေတာဒါမို့သောတုဆိုတာနားထောင်တယ်လို့ဆိုတာတစ်ခါနားယူတယ်ဆိုတာသင်ယူတာပဲမသားတယ်သင်ယူတယ်ပြီးတော့ကျင့်သောတုမိစ္ဆာမိတုံနီဟောဟိပုဏ္ဏပတုကာသပုဏ္ဏပတုတိတ်နေစမ်းလို့အဲ့ဒါလို့သာသမီတွေကိုနားလဲအောင်ပြောလိုက်တဲ့အခါကျတော့ကလေးတွေကလည်းလိမ္မာတယ်လို့ပြောအောင်အမနာပြဟရိတာမိအမဆိုတဲ့စကားလုံးကဒါပါဠိစကားလုံးပဲဗမာကျတော့အမေပေါ့ကလေးဝါရနဲ့ပြည့်မေပေါ့နော်အဲ့ဒါဒီစကားလုံးတွေကဘာသာရေးမှာတော်တော်တူတယ်ဘုန်းကြီးတို့တီဟိုနေတော့ကကျောင်းသားကအိမ်နေမှာလူကလေးတွေကနေပြီးတော့သူတို့အမေတွေခေါ်တာအမေနဲ့ခေါ်နေတာပဲမိဘတွေကသားသမီးတွေကိုတာအဲ့လိုခေါ်တယ်ပါဠိတိုင်းပဲသူတို့အတန်တွေကြားနေရတာပေါ့နော်အမေဆိုတဲ့အတန်တွေကြားနေဗမာစကားလည်းအမေပဲလေဒါအတန်ဆိုပြောင်းလာတာပေါ့နည်းနည်းခုလည်းအမနာပြဂရိတာမိအမေစကားမပြောတော့ပါဘူးတုံဒီဗုဒ္ဓယမဟုတ်တလားဒါဥဒ္ဒရာရောတိတ်ကလေးနေပါမယ်ဓမ္မမေဝနိဒမေတရားဟောတာအာယုဆိုင်နာပါတဲ့တတ္တမသဝနံဒုက္ခံတရားနာခြင်းဟာချမ်းသာခြင်းရဲ့အကြောင်းဖြစ်ပါတယ်တရားနာမှချမ်းသာဒုက္ခရမှာဖြစ်တယ်တတ္တမတအနေညာယအာမဒုက္ခံစရမတိသူတော်ကောင်းတရားကိုမသိလို့မိသားစုဟာအခုလိုဆင်းရဲရဲ့ဘဝမျိုးနဲ့ကြုံနေရတယ်ကလေးတွေကပြန်ပြောတဲ့စကားဒါကလေးတွေကပြန်ပြီးတော့ပြောလိုက်တဲ့ဒါဧတဒေဝမနုဿာနံသံမောလာနံပပင်ကရောဘုဒ္ဓအန္တိမတာရိတော်ဓမ္မတိသေတိစက္ခုမာတဲ့တော်ရီအမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးနေကြတယ်အမှန်တရားနဲ့ပတ်သက်ပြီးတွေးဝေးနေတဲ့လူတွေနတ်တွေကိုမြတ်စွာဘုရားကအလင်းအောင်ပေးတယ်တရားဟောပြီးတော့အလင်းအောင်ပေးနေတာဖြစ်တယ်တွေးဝေးနေတဲ့တရားတွေကိုအလင်းအောင်ပေးပြီးတော့မြတ်ဗုဒ္ဓဟာမှန်ကန်တဲ့အမြင်မျက်စိရှိတဲ့မြတ်စွာဘုရားဟာတရားဟောနေတာမှန်ပါတယ်လို့ပြောလိုက်တဲ့အခါမှာဒီပုံစုံနဲ့ယခိဏီမြို့သမီးကြီးဟာအာယုဆိုင်နာရင်ကနေပြီးတော့သူ့ရင်ထဲနှလုံးထဲမှာတရားဟာရောက်သွားအသိဉာဏ်ရသွားတော့တရားပွဲပြီးတဲ့အခါမှာသူကသောတာပန်ဖြစ်သွားတယ်သူမိဘစကားနားထောင်ပြီးတော့အမေလိုပဲအာယုဆိုင်ပြီးတော့နားလိုက်တဲ့သူ့သားလေးကလည်းသောတာပန်ဖြစ်သွားတယ်သမီးလေးကတော့ရင်ခွင်ပိုက်အရွယ်လေးဆိုငယ်လွန်အားကြည့်တော့သူကမသိရှာဘူးသိပြီးတော့နားမလဲရှာသေးဘူးအဲ့ဒီတော့သူတို့သောတာပန်ဖြစ်သွားတယ်ဆိုတာဓမ္မအသိဉာဏ်ရသွားလိုက်တယ်ရသွားလိုက်တဲ့အခါမှာသူတို့ဘဝပြောင်းလဲသွားတယ်တဲကုတ်ထဲမှာနေစရာလုံချုံမရှိစားစရာမရှိတိတ်ကြီးပေါက်လိုက်တယ်လို့တန်းကြီးပေါက်လိုက်တယ်လို့သူတို့ကနေစရာအိမ်လည်းရသွားတယ်ဆိုတာမျိုးလို့တရားဓမ္မအသိဉာဏ်လည်းရရောတရားရဲ့စွမ်းအားကြောင့်
အဲ့ဒီဆင်းရဲမွဲတေလှတဲ့စတုမာတဲ့ဘုံမစိုးနတ်အမျိုးသမီးကြီးဟာအယုတ်ဆိုးအကြီးတန်တဲ့သူခန္ဓာကိုယ်ကအယုတ်ဆိုးအကြီးတန်ညစ်ပေနေတာတွေကအကုန်ပျောက်သွားတယ်ဒါလူကပတ်စံချမ်းသာလို့ရှိရင်လည်းလို့ဖြစ်တယ်နော်ဝေကြေတနာမချမ်းသာခင်တော့လူဟာလူယုံမပေါ်ပတ်စံလေးပါလေးချမ်းသာလာရင်ကြည်ပြော်ရွှေ့ရော်ဖြစ်လာအဲ့မျိုးလိုပဲတရားအသိဖြစ်လာတဲ့အခါမှာတသွေးတမွေးဖြစ်လာတယ်စိတ်ချမ်းသာလာတာကိုစိတ်ချမ်းသာလာတဲ့အခါကျတသွေးတမွေးဖြစ်လာဒါတကယ်ပဲဖြစ်တယ်နော်တကယ်ပဲဖြစ်တယ်သူကတရားအသိရင်ထဲမှာရောက်လာတဲ့တပြိုင်နက်တသွေးတမွေးဖြစ်သွားပြီးတော့ရုပ်ဆင်းကတင်းနောက်တင်းနေပြောင်းလဲလာတယ်လူတယောက်ဟာကျမ်းမာရေးကောင်းလာလို့ရှိရင်လေတင်းနောက်တင်းနေဖြစ်လာတယ်လို့ပဲဒါဖြစ်နိုင်တဲ့ဟာနော်နှလုံးသားရဲ့ချီးပင်အေးမြတ်မှုကြောင့်သူကဖြစ်လာတယ်သူတို့မှာတတ္တဝါဖြစ်သွားသည့်အတွက်ကြောင့်အခွင့်အလမ်းတွေလည်းကောင်းသွားတယ်တရားရဲ့အကျိုးကျေးဇူးဒါမှမဟုတ်တရားပွဲမှာအမျက်ဆိုတာအဲ့ဒါသူအမျက်ရလိုက်တယ်တာဝတိမြို့ထဲမှာမြတ်စွာဘုရားရဲ့ကန္နာကုရီနေနာမှာပိုင်သူမဲ့တစ်ပင်ကြီးတစ်ပင်ရှိတယ်အဲ့တစ်ပင်မှာသူနေခွင့်ရသွားတယ်တရားသိရှိတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဟိုသိုးသွမ်းတာတွေကြတော့မဝင်ရအောင်တားတယ်သူကသိုးသွမ်းတဲ့ထဲမပါဘူးရှင်ကျေးတဲ့ထဲပါတော့သူနေရာပေးခံတာဝတိစေတော်ကျောင်းထဲမှာသူကတစ်ပင်တစ်ပင်မှာဖရာတရားအမြဲတမ်းကြားနာနေရတဲ့တစ်ပင်ကြီးတစ်ပင်မှာသူတို့ပြီးသားစုနေထိုင်ကြတယ်အဲ့ဒါကြောင့်မို့လို့သူကသားသမီးတွေကိုခြေဆုတင်လို့တာရုခောပဏိတောနာမပုတ်တော်စာတော်ဥရိတယောငါရင်ဝင်ထဲကအမွေးထားတဲ့သားသမီးလေးတွေဟာလိမ္မာကြလို့ကောင်းပါပြီရဲ့ပုတ်တော်မီဗုဒ္ဓသစ္စာဓမ္မသုတ်တံပြရယတိငါသားလေးကလည်းမြတ်စွာဘုရားရဲ့တရားကိုဟောကြားတဲ့တရားတွေကိုမျက်နှိုးတယ်ဒါကြောင့်မို့ငါသားလေးချမ်းသာပါစေပုဏ္ဏပတုဒုက္ခိဟောဟိအစ္ဆဟံမိသမုဂ္ဂတာငါသမီးလေးပုဏ္ဏပတုလဲချမ်းသာပါစေသူလိမ့်လိမ့်မာမာနေလို့ငါတရားဖြောင်းဖြောင်းနာလဲရတယ်ဒါကြောင့်မို့ဒီကနေ့ငါဟာဆင်းရဲဒုက္ခလွတ်သွားတဲ့နေ့ပဲဒိဋ္ဌာနိအရိယသစ္စာနိဥတ္တရာပိတုနာတုမေငါဟာအမှန်တရားကိုဒီကနေ့တွေ့သွားပြီသစ္စာတရားကိုငါသိပြီတရားနာလိုက်တာနဲ့မြတ်စွာဘုရားရဲ့သစ္စာတရားတွေကိုငါသိရပြီဒါကြောင့်မို့ဥတ္တရာသမီးလေးဥတ္တရာလဲဆက်လက်ပြီးတော့နာယူမှတ်သားပါဆိုပြီးသူတို့မိသားစုကချမ်းသာတဲ့ဘဝပြောင်းလဲပြီးတော့တွားကြတယ်ဒါကရက်ခတ်တန်ရုံမှလာတဲ့ဂါထာပဏ္ဏနဲ့ပြောထားတယ်ပါဠိစာပေမှာမှတ်တမ်းတင်ထားတယ်ဇာလန်းလေးတစ်ပုဒ်ပဲအဲ့ဇာလန်းလေးထဲမှာမှတ်သားစရာကတော့တရားပွဲထဲမှာအမြတ်ရသွားအသိဉာဏ်ရသွားပြီးတော့ဒီဆင်းရဲဒုက္ခကအဲ့တဲ့တော့လွတ်မြောက်သွားတဲ့အကြောင်းလေးကိုမှတ်တမ်းတင်ထားတာဖြစ်လို့ဘုန်းကြီးတို့တွေတရားဓမ္မနဲ့ပတ်သက်ပြီးမှန်ကန်တဲ့အမြင်တွေရှိပြီးနောက်ဆုံးမှာလောကမှာတရားမှတပါဘယ်ရာကမှတန်တရားတွေကဒုက္ခတွေလွတ်အောင်မတတ်နိုင်ဘူးတို့တဲ့တွေတရားဓမ္မကျင့်ရမှတပါအခြားမရှိလို့ယင်းတဲ့နှလုံးထဲမှာမှတ်သားပြီးအခွင့်တာတဲ့အချိန်လေးမှာတရားဓမ္မကိုပြန်ပြန်နှလုံးသွင်းနိုင်အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီအသိဉာဏ်ပွားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း